ယနေ့1389ခုနှစ်တဘူရလာပြီကျော်14ရက်2026ခုနှစ်ဖေဖော်ဝါရီလ15ရက်တနင်္ဂနွေနေ့ပညာဘုံမိတက္ကသိုလ်သုတဓမ္မကဝေတိ BA ပွဲရရှိသူများဤအာသရိယပူဇော်ပွဲအခမ်းအနားအနုမောဒနာဩဝါဒတရားယခုနကျေးဇူးရှင်ဤတက္ကသိုလ်ကြီးရဲ့အဓိပတိဆရာတော်ဘုရားကြီးဆုံးမတော်မူတဲ့ဩဝါဒတရားစကားအလွန်တရာမှတ်သားဖို့ရာပြည့်ပြည့်စုံစုံနဲ့ရှိသွားပြီဖြစ်လို့ဘုန်းကြီးများကတော့အချိန်အားလျော်စွာဩဝါဒတရားနေအနုမောဒနာတရားစကားနေဟောကြားပြီးတော့ရည်သက်သွန်ချမြတ်တမ်းပြဝေဖို့ပဲဖြစ်ပါတယ်အာသရိယပူဇာအာသရိယကျေးဇူးရှင်ဆရာသမားတို့အားပူဇော်သည့်ပူဇော်ပွဲအခမ်းအနားအာသရိယအာသရိယဆိုတဲ့ပါဠိစကားကိုဘုန်းကြီးတို့အဓိပ္ပာယ်ပွင့်ဆိုကြတိတ္တနာဟိတအာသရတိတိအာသရိယောနောက်တစ်မျိုးကအာတိတောစရာပေတိသိက္ခာပေတိတိအာသရိယောအာသရိယဆရာဆိုတာတပည့်ပေါင်းတို့ရဲ့အကျိုးစီးပွားကိုပြုကျင့်တတ်သူနောက်တနည်းအားဖြင့်ရှေးဥစွာအတ္တပညာတွေကိုသင်ပြပေးတတ်သူတနည်းအားဖြင့်အကျင့်သီလသိက္ခာတွေကိုကျင့်သုံးစေတတ်သူကိုအာသရိယဆရာခေါ်ကြဆရာတို့ခေါ်ဆိုနိုင်တဲ့ပါဠိစကားလုံးကတော့ထင်ရှားတာကအာသရိယအများတကသိကြတဲ့ပါဠိစကားလုံးပေါ့နောက်ထပ်တွင်ကျတဲ့စကားလုံးကတော့တတ္ထာဆရာသမားတွေကိုတတ္ထာဒါပေမဲ့တတ္ထာလို့ဆိုတဲ့စကားလုံးတဲ့အာသရိယဆိုတဲ့စကားလုံးကိုပို့ပြီးတော့အသုံးပြုကြတယ်တတ္ထာကလည်းပဲဆုံးမတွင်တင်တတ်လို့တတ္ထာအာသရိယကလည်းပဲဆုံးမတွင်တင်တတ်လို့အာသရိယဆရာလို့ခေါ်တာပါဒီဆရာဆိုတာရဲ့အဓိပ္ပာယ်ကိုကျေးဇူးတော်ရှင်မန္လိဆရာတော်ကြီးကတော့ရှေးရှုမေတ္တာကရုဏာဖြင့်နာနာကျင်ကျင်အပြည့်မြင်တိုင်းဝမ်းတွင်မတော်ဟုတ်တိုင်းဆို၍ကျိုးလိုစိတ်ကဆုံးမတတ်သူဆရာဟုလောဆရာကပါဠိအဓိပ္ပာယ်ဖွင့်ဆိုထားတာနဲ့ထပ်တူထပ်မြတ်ပါပဲမိမိရဲ့တပည့်သာဝကတွေရဲ့အကျိုးတရားတွေကိုလိုလားပြီးတော့မေတ္တာကရုဏာတရားတွေရှေ့သွားပြုပြီးသူ့ရဲ့အကျိုးတရားတွေကိုလိုလားကဆုံးမတတ်သွန်သင်တတ်ပဲ့ပြင်တတ်တဲ့ပုဂ္ဂိုလ်တွေကိုအာသရိယဆရာကျေးဇူးတော်ရှင်မဂ္ဂရိဝကျမ်းကိုပြုစုရေးသားတော်မူတဲ့မန္လိဆရာတော်ကြီးရဲ့ဆရာရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ့လွန်ခဲ့တဲ့2002ခုနှစ်ကကမ္ဘာဆရာများနေဆိုပြီးတော့ပို့စကတ်လေးတစ်ခုကမ္ဘာဆရာလေးအထိန်အမှတ်ဆရာရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုပြီးတော့အဲ့ဒီစကားလုံးလေးဘုန်းကြီးမှတ်ထားခဲ့ဘူးတယ်ဒီထဲမှာမှတ်သားပြုကြတဲ့ပုဂ္ဂိုလ်တွေလည်းပဲရှိကောင်းရှိမှာပေါ့
ဒီတော့ဒီကမ္ဘာဆရာများနေ့မှာဆရာရဲ့အတိပ္ပယ်တတ်မှတ်ချက်တွေဘလို့ဖော်ပြထားတာတုံးလို့ဆိုတော့လောကကိုပညာဖြင့်အလှဆင်သူလောကကိုကရုဏာဖြင့်ဖြေပြောက်သူအများအကျိုးကိုကိုယ်ကျိုးစွန့်၍ဆောင်ရွက်တတ်သူဆရာဟူ၏လွန်ခဲ့တဲ့2002ခုနှစ်ကမ္ဘာဆရာများနေ့ပါဆရာရဲ့အတိပ္ပယ်သတ်မှတ်ချက်လို့ဆိုပြီးတော့မှတ်မှတ်သားသားလေးသဘောကျလို့ဘုန်းကြီးမှတ်ထားတာလေဒီကနေ့အာစရိယပူဇော်ပွဲအခမ်းအနားမှာဘုန်းကြီးကအာစရိယရဲ့အတိပ္ပယ်လေးဖွင့်ဆိုပြခြင်းနဲ့နော်ဩဝါဒအနုမောဒနာအနေပြောပြခြင်းပဲဖြစ်ပါတယ်ဒီတော့အာစရိယဆရာဘုန်းကြီးတို့သာသနာတော်မှာတော့ဒီအာစရိယလို့ဆိုတဲ့ဆရာနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးရှိတဲ့ဆရာ၄ပါးတပည့်၄ပါးတရဏကမနာစရိယတနည်းအားဖြင့်ပပိစ္ဆာစရိယတရဏဂုံပေးပြီးတော့ရှင်ပြုပေးတဲ့ပုဂ္ဂိုလ်တွေကိုတရဏဂုံဆရာကမ္မဝါစာရွတ်ပတ်ပြီးတော့ချီးမြှောက်တော်မူကြတဲ့မြင့်မြတ်တဲ့ယဟန်ဖြစ်ကိုတင်မြှောက်ပေးတော်မူကြတဲ့သံဃာတော်တွေကိုကြတော့အနုတ္တဝနာစရိယတဏီဥပတံပရာစရိယဒီလိုလည်းပဲခေါ်ကြတယ်တရားဓမ္မတွေကိုသင်ကြားပို့ချပေးတတ်တဲ့ပုဂ္ဂိုလ်တွေကိုကြတော့ဓမ္မာစရိယဩဝါဒတရားဓမ္မတွေကိုပေးတတ်ဆုံးမသွန်သင်တော်မူတတ်တဲ့ဆရာတော်တွေကိုကြတော့ဩဝါဒစရိယအဲဒါလို့အာစရိယအမျိုးမျိုးရှိတဲ့နက်ကယခုဘုန်းကြီးတို့တွေယခုပညာဘုံမိတက္ကသိုလ်ရဲ့ခမ်းမကြီးထဲမှာအာစရိယပူဇာလို့ဆိုတဲ့ဒီအခမ်းအနားမှာဆရာအနေနဲ့တက်ရောက်ပြီးတော့အလုံးသော BA ဘွဲ့ရသုဒ္ဓဓမ္မကဝေတိ BA ဘွဲ့ရပုဂ္ဂိုလ်တွေရဲ့ပူဇော်မှုကိုခံယူနေတာဘုန်းကြီးတို့ကတော့အဲ့ဒီဆရာလေးမျိုးထဲမှာဘယ်ဆရာတဲ့ထဲသွင်းရမှန်းတော့မသိဘူးဩဝါဒစရိယလားဓမ္မစရိယလားတို့တရားဓမ္မပေါင်းသူတော်ကောင်းတွေကိုဆုံးမသွန်သင်တတ်တဲ့ဩဝါဒစရိယအနေအချင်းဒီအာစရိယပူဇော်ပွဲမှာတက်ရောက်ပြီးတော့အပူဇော်ခန်းနေကြရတာလားယခုသုဒ္ဓဓမ္မကဝေတိဘွဲ့ရပုဂ္ဂိုလ်တွေကိုဘုန်းကြီးတို့တွေကတရားဓမ္မတွေဆရာတော်ဘုရားကြီးဟောကြားတော်မူတဲ့တရားစာပေတွေကိုတဆင်ဖောက်တဲ့ချပြီးတော့ဆုံးမသွန်သင်တတ်လို့တင်ပြတတ်လို့ဓမ္မစရိယအနေအချင်းဒီအာစရိယပူဇော်ပွဲကြီးမှာတက်ရောက်ပြီးတော့အပူဇော်ခန်းနေကြတာလားကိုပြန်ပြီးတော့အဲ့ဒီလိုမေကုံထုတ်ကြည့်လိုက်တဲ့အခါမှာစိတ်ထဲမှာမလုံးမလဲဖြစ်တယ်ငါတို့ကအာစရိယပူဇော်ပွဲမှာတယောက်ပြီးတော့ဆရာအရာမှာတီးပြီးတော့ပူဇော်မှုခန်းနေကြတာတို့ကဒီဆရာတွေထဲမှာဘယ်မျိုးစားတဲ့များပါဝင်ပါလိမ့်အဲဒါလို့စစ်ဆေးပြီးတော့ကြီးလိုက်တဲ့အခါမှာကိုစိတ်ထဲမှာမလုံမလဲဖြစ်တယ်နောက်တနေ့ကတွေ့ပြီးတော့ကြီးလိုက်တဲ့အခါကျတော့ယခုလိုပညာဘုံမိတက္ကသိုလ်ရဲ့ပညာရေးလုပ်ငန်းတွေပုံမှန်လက်ပတ်နေဖို့လို့ဆိုကြရင်ကျေးဇူးတော်ရှင်အဓိပတိဆရာတော်ဘုရားကြီးကမနေ့ပိုင်းတုန်းကလည်းပဲမိန့်တော်မူသွားတယ်ဒီတက္ကသိုလ်ရဲ့ဒီလိုပွဲကြီးတွေအပါအဝင်ပညာရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့လို့ဆိုတာတဦးတယောက်တည်းဖြစ်နိုင်တာမဟုတ်ပါဘူးအားလုံးညီညာဝိုင်းဝန်းပြည်တဲ့ဆောင်ရွက်ကြလို့ယခုလိုအလွန်တရာမှအောင်မြင်တဲ့ပညာဘုံမိတက္ကသိုလ်ရဲ့သုဒ္ဓဓမ္မစာမေးပွဲကြီးအောင်လည်းမှအနည်းနဲ့အခမ်းအနားကြီးတွေကိုစီရင်ကျင်းပနိုင်တာပါ
ဒါကြောင့်မို့လို့အားလုံးပါဝင်ပြီးတော့ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်တွေကိုကျေးဇူးတင်တဲ့အကြောင်းဆရာတော်ဘုရားကြီးမိန့်တော်မူသွားဒါတော့ပညာဘုံကြီးတက္ကသိုလ်ရဲ့ပညာရေးလုပ်ငန်းတွေဆောင်ရွက်ကြတဲ့အခါမှာကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးတပါးတဲ့နဲ့မပြင်းမြောက်နိုင်ပါဘူးဒါတော့ပညာဘုံကြီးတက္ကသိုလ်ရဲ့ပညာရေးနာယကအဖွဲ့ရှိတယ်ယခုရောက်ကြည့်ပြီးတော့ပူဇော်ခံပြီးတော့နေကြတဲ့ပါမောက္ခကျောက်ဒုတိယပါမောက္ခကျောက်ပါမောက္ခကတိကဆရာတော်များအပါဝင်သုဒ္ဓရမသာမဝေရီဖြေလွှာရီစစ်စေရအောင်စင်းနေထုတ်ပြန်ရမေကွန်းနေဆင်ရစားရတဲ့လုပ်ငန်းတွေအပြင်ဒီပညာဘုံကြီးတက္ကသိုလ်ရဲ့အသီးသီးသောဘွဲတွေအတွက်တင်ပြီးတော့လာတဲ့ကျမ်းစာအမျိုးမျိုးတွေကိုလည်းပဲအားလုံးစုပေါင်းပြီးတော့သိသိမှုတွေပြုလုပ်ကြရဒါတော့ကျေးဇူးတော်ရှင်အဓိပတိဆရာတော်ကြီးကတော့အားလုံးသောတရားဓမ္မပေါင်းသူတော်ကောင်းတွေရဲ့ဩဝါဒသတိအနေနဲ့ပြောလို့လည်းရတယ်ဓမ္မသတိအနေအပြင်လည်းပဲပြောလို့ရတယ်ဒီတော့ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးရဲ့ဒီပညာဘုံမီတက္ကသိုလ်ပညာရေးလုပ်ငန်းတွေတနည်းအားဖြင့်သာသနာပြုလုပ်ငန်းတွေကိုညီညီညာညာနဲ့နောက်ပါကနေပြီးတော့ဝိုင်းဝန်းညီညာပြီးတော့ဆောင်ရွက်ကြတဲ့ဘုန်းကြီးတို့အပါဝင်အားလုံးသောပါမောက္ခကတိကဆရာတော်တွေဟာလည်းပဲဆရာတော်ဘုရားကြီးရဲ့ပညာရေးလုပ်ငန်းတွေကိုဝိုင်းဝန်းညီညာပြီးတော့ဆောင်ရွက်ကြသူတွေဖြစ်လို့တသိတရေသာအပြင်ဆရာအရာမှာတည်ကြည်ပြီးတော့နေကြတဲ့ဆရာတော်တွေမို့လို့ယခုလိုတုတ္တဓမ္မကဝေတိပေပွဲရပုဂ္ဂိုလ်တွေကဆရာအရာမှာထားပြီးတော့ပူဇော်ကြတယ်လို့ဒီလိုယူဆမယ်ဆိုခဲ့ရင်လည်းပဲဒါဖြစ်နိုင်တဲ့အကြောင်းအရာတစ်ခုပါပဲနောက်တော့ဆက်ပြီးတော့စကလုံးလေးနဲ့ပေါင်းဆက်ကြည့်ရအောင်ဒီကနေ့ဆောင်ရွက်ကြတဲ့လုပ်ငန်းကပါပူဇော်ပွဲလေဆရာပူဇော်ပွဲပါဠိလိုဆိုရင်အာသရိယပူဇာအခမ်းအနားယခုနကအာသရိယဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးဖွင့်ဆိုပြခဲ့ပြီးတော့အာသရိယလို့ဆိုတဲ့ကျေးဇူးကြီးမားကြတဲ့ဆရာသမားတွေကိုတို့တွေကပါလို့ကြတော့ပူဇော်ကြတယ်ဒီတော့ပူဇော်မှုဘယ်နှမျိုးရှိတယ်လို့ဆိုခဲ့ရင်2မျိုးရှိတယ်အဲ့ဒီပူဇော်မှု2မျိုးကပါလဲလို့ဆိုရင်နံပါတ်1အာမိတပူဇာပစ္စည်းလေးပါတို့နဲ့ပူဇော်တာကြတော့အာမိတပူဇာတို့တွေအများအပြားပူဇော်ကြတယ်လို့ဆိုလိုက်တာနဲ့တပြိုင်နက်ပစ္စည်းလေးမျိုးတစ်မျိုးမျိုးဖြင့်ပူဇော်လိုက်ရမှာကျင့်ကြတဲ့ပုံကိုယ်တွေကြည့်ပါပဲခွန်ကြီးတို့အပဝင်ပေါ့ဒီတော့အာမိတပူဇာနဲ့တင်ကျင့်နေလို့မဖြစ်ဘူးနောက်တဲ့ပူဇာတစ်ခုကဘာလဲလို့ဆိုတော့ဓမ္မပူဇာဘာပူဇာပါလဲဓမ္မပူဇာနော်တရားတော်ဖြင့်ပူဇော်ရမယ်ဘာနဲ့ပူဇော်ကြမလဲတရားတော်ဖြင့်ပူဇော်ကြမယ်ဆိုတာဘယ်လိုပူဇော်တာတော့ယခုကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးပြဋ္ဌာန်းထားတဲ့ဒီသုဒ္ဓရမစာမူဝဲဆိုင်ရာစာမူဝဲတွေယခုဘီအဆင့်ကိုရောက်ရှိပြီးတော့လာကြပြီလို့ဆိုတော့ဆရာတော်ဘုရားကြီးဟောပေါ်ညွန်ပြတော်မူတဲ့တရားအပုတ်ပေါက်ဘယ်နှပုတ်လောက်တို့တွေအရာအမိလေးလာခဲ့ကြတယ်လဲလို့မေးရင်ဘယ်လိုဖြေကြမလဲ30လို့ပြောလို့ရတာပေါ့ဟုတ်လားအဲ့တော့အကျမ်းပြင်းအဖြစ်တော့ဒီဘလိုမှာစာမွေးပွဲအတွက်ဆိုခဲ့ရင်တော့ကျမ်းစာအုပ်ပေါင်းဘယ်လောက်ပါလဲ15အုပ်ပေါ့နော်ဒီပွဲကတော့3မျိုးလို့ပြောခြင်းလဲပြောလို့ရပါတယ်နော်ဒီတော့အကျမ်းပြင်းအပြင်ပြောမယ်လို့ဆိုခဲ့ရင်တော့တရားအပုတ်ပေါင်းအနေအပြင်ပြောမယ်ဆိုရင်တော့ပုပ်ရည်တွေအများကြီးပေါ့နော်ပုပ်ရည်တွေအများကြီးပေါ့မေလနာပညာလို့ဆိုခဲ့ရင်လည်းပဲတရားအပုတ်တွေနဲ့ပြောမယ်လို့ဆိုခဲ့ရင်အပုတ်ပေါင်းမြောင်များစွာစူးစီးပြီးတော့ထားတာမေလနာပညာနော်ဘောဓိပက္ခိယတရားပြီးတော့ပါရယနာသုတ်တံအဲ့ဒီတရားဒေသနာတော်တွေဆရာတော်ဘုရားကြီးတနေ့တည်းတပွဲတည်းဟောတဲ့တရားဟုတ်ရလားမဟုတ်ဘူးတရားပုတ်ပေါင်းမြောင်များစွာစူးစီးပြီးတော့ထားတာ
တရားပို့ရည်တွေနဲ့ပတ်သက်ပြီးတော့ပြောမယ်လို့ဆိုခဲ့ရင်အများကြီးပေါ့နော်ဒီတော့တို့တွေလေးလာကြတယ်အဲ့ဒီတရားဓမ္မတွေလေးလာကြလေးလာထားတော့လေးလာထားယုံလို့ဆိုတဲ့ဒီအပိုင်းလေးနဲ့ရပ်မနေပဲနဲ့အဲ့ဒီလေးလာထားတဲ့တရားဓမ္မတွေလာရှိတဲ့အတိုင်းတို့တွေဘာလုပ်ကြမလဲကျင့်ကြမယ်နော်ဒီတော့ဆရာတော်ဘုရားကြီးမိန့်တော်မူတဲ့ပရိယတ္တိဓမ္မတွေနဲ့ပတ်သက်တဲ့အခါမှာနံပါတ်တွေဘာလုပ်ရမလဲသင်ရမယ်ဘာလုပ်ရမှာတော့သင်ရမယ်ယခုတို့တွေကြည်ကြရှုကြတယ်ဆိုတာဘာလုပ်ကြတာတော့သင်ညတာသင်ပြီးရင်ဘာလုပ်တာတော့ကျင့်ရမှာနော်သင်နဲ့ကျင့်တယ်အဲ့ဒီသင်မို့ကျင့်ဖို့ကြိုးစားတယ်လို့ဆိုခဲ့ရင်အဲ့ဒီဆရာတော်ဘုရားကြီးဟောတော်မူတဲ့တရားတနည်းအားဖြင့်မြတ်စွာဘုရားဟောပေါ်ညွှန်ပြတော်မူတဲ့တရားဓမ္မတွေကိုတို့တွေတရားတော်ဖြင့်ပူဇော်ကြတာပါပဲနော်ဒီတော့တရားဓမ္မတွေကိုတို့တွေလက်တွေ့ကျင့်သုံးခြင်းဖြင့်တရားတော်နဲ့ပူဇော်ကြမယ်နော်ပူဇော်မှုဘယ်နှမျိုးရှိပါလဲနှမျိုးပစ္စည်းလေးပါးဖြင့်ပူဇော်တာကဘာပူဇော်တာလဲအာမိတပူဇာနော်တရားတော်ကိုလိုက်နာခြင်းဖြင့်ပူဇော်တာကဘာနဲ့ပူဇော်တာလဲဓမ္မနဲ့ပူဇော်တာတို့တွေတူတူငါအများအပြည့်ပူဇော်ကြတယ်လို့ဆိုခဲ့ရင်ပစ္စည်း၄ပါးတစ်ပါးပါးဖြင့်ပူဇော်လိုက်ရမှပဲကျင့်ကြတာမှန်ပေမဲ့သောလောကတော်တာမြတ်စွာဘုရားကအဲ့ဒီပူဇော်မှုနှမျိုးရှိတဲ့အ ਨੇ ကဘယ်ပူဇော်ခြင်းကပို့ပြီးတော့အထက်တန်းကြတယ်လေလို့မေးရင်တရားတော်ဖြင့်ပူဇော်တာဓမ္မဖြင့်ပူဇော်ခြင်းကသာလည်းအသာဆုံးအမြတ်ဆုံးပဲနော်မြတ်စွာဘုရားပရိနိဗ္ဗာန်သံဃာနေ့မှာအတ္တတ္တမတေဆိုတာရှိအဲ့ဒီကိုမတေကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမိန့်တော်မူတယ်ငါဘုရားရှင်ကိုရောမြတ်ကိုပန်းစားရှိတဲ့ဒီလိုအရာတွေဖြင့်ပူဇော်ခြင်းဟာပူဇော်ရမရောက်ပါဘူးပူဇော်သည်မမြည်ပါဘူးတကယ်တော့တရားဓမ္မကိုကျင့်ကြံခြင်းဖြင့်လောကုတ္တရာတရားအားလျော်တဲ့အကျင့်ပฏิပတ်တွေကိုကျင့်ခြင်းလို့ဆိုတဲ့ဒီတရားတော်ဖြင့်ပူဇော်ခြင်းတည်တာလေငါဘုရားကိုအကောင်းဆုံးပူဇော်ရရောက်ပါတယ်နော်ဒီတော့ပူဇာဘယ်နှမျိုးပါလဲနှမျိုးဒါကြောင့်ဒီကနေ့မိမိတို့ပြုလုပ်ကြတဲ့အခမ်းအနားကဘာအခမ်းအနားလဲအာသရိယပူဇာအခမ်းအနားဒါကြောင့်ကျေးဇူးကြီးမဆရာသမားများကိုနော်ပစ္စည်းလေးပါလို့ဆိုတဲ့အာမိတဖြင့်ပူဇော်ခြင်းထက်တရားဓမ္မတွေကိုလိုက်နာကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်နော်တရားဓမ္မဖြင့်ပူဇော်နိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း